โอเคအားလုံးပဲမင်္ဂလာပါဗျာနော်ကျောက်စီမှာနော်လိုင်စင်ဘိန်းလေးထည့်ထားပါတယ်ကျွန်တော်ဟိုတနေ့ကတင်ပေးထားတဲ့ဘိန်းလေးတော်တော်များများတော့ဒါရောင်းထွက်သွားပြီပေါ့နော်ကျွန်တော်ဒီနေ့အဓိကမိတ်ဆက်ပေးမယ်ဒီကောင်လေးဗျာနော် new sine way one dan လေးဗျာလိုင်စင်ပါတယ်ဗျာကျွန်တော်ရိုးဘိန်းထဲမှာရိုးပေါ့နော်ဒီကလပ်ဘိန်းမဟုတ်တယ်ပဲနဲ့ကလပ်ဘိန်းမဟုတ်ပဲနဲ့ရိုးဘိန်းတွေကရန်အမေးများလို့ကျွန်တော်ဘိန်းလေးလည်းချောတယ်ဗျာလိုင်စင်လေးလည်းပါမယ်ရိုးဘိန်းလည်းဖြစ်ကမယ်ကဲဒီဘိန်းစီထည့်ရမယ်ဗျာရှေ့နောက်တိုင်ရပြည့်မယ်ကဲကာပါဗျာနော်ကာပါကျမှန်ပါကြည့်လို့ရတယ်ဗျာနော်ဘယ်ညာအင်းလုံးစီလေးလှသေးတယ်အဖျားအနာကြက်ပေါင်းချင်းပုံရှော့လေးတွေကဲဗျာဒီဘိန်းလေးက 1GN 82W လေးနဲ့စီးရမယ်เนาะဒီကောင်လေးကိုကျွန်တော်ဆက်လီချက်နှိုးပြမယ်ဗျာထီနိုလေးပဲလုံးချင်းတွေသွားနေရမယ်နော်ရှေ့မီကြီးမီသေးစကနယ်ဟောအားလုံးအလုပ်လုပ်တယ်ဗျာစီဂိတ်ကအစားအလုပ်လုပ်နော်ဒီကောင်လေးမိုင်းလေးဂျိုးလေးတော့ပြန်လဲရမယ်နော်မိုင်းလေးဂျိုးလေးကပါတော့ပါတယ်ဒါပေမဲ့ပြန်တော့လဲရမယ်ဘိန်းဆိုမှာဘိန်းလေးဗျာဒီဘိန်းလေးတွေကလူကြီးပဲစီစီလူငယ်ပဲစီစီအရန်အဆင်ပြေတယ်စီးဝိုင်းရင်လည်းလူငေးရတယ်ဗျာเนาะဘိန်းအတန့်လေးလိုင်စင်လေးပါတယ်ဗျာလိုင်စင်လေးကလာပိုင်းလေးပဲလွန်ထားတာအတွင်းကန်းလေးလည်းတော်တော်လေးကိုလှပါတယ်ကဲရှိုးဗျာအော်နက်ကလေးတွေเนาะအော်နက်ကလေးတွေရိုက်ဘိန်းမဟုတ်ပါဘူးလိုင်စင်ကပ်ဘိန်းမဟုတ်ပါဘူးအမခံ 100% အပြည့်နဲ့ရောင်းမိမယ်ဗျာเนาะရန်ကုန်မှာလိုင်စင်ကပ်ဘိန်းတွေတအားပေါ်ပါတယ်2025စက်လပိုင်းမှာကုန်ထားတာပါလိုင်စင်အရှင်လေးနဲ့စီးရမှာဗျာလိုင်စင်တက်တန်းမှာတိုးပေးမယ်ဒီကောင်လေးကိုရောင်းချပေးမယ်ဈေးနှုန်းလေးက30အောက်မှာတနန်လေးယူဗျာနော်ရန်ကုန်မှာဒီလိုကြောတအားရှားတယ်မိကွယ်လေးကြည့်အော်ဈေးတွေပါဒီ short တွေကစ original ဈေးတွေပါဒါပွင့်လင်းပြပြမယ်နော်ကျွန်တော်တပတ်ကိုကားဈေးလေးပြန်ဝင်ပေးထားပါတယ်တော်တော်လေးကိုအချိန်ကြီးစိုးနေလို့ပြန်ဝင်ပေးထားတာပါတပတ်ချမ်းကတော့အော်သေးပါဒီဘက်အန်တစ်ချောင်းကလွဲရင်နှုတ်တီးရရင်ဖင်များအထိပြန်စီတစ်စမ်းမှမပါပါဘူးအင်ဂျင်ကောင်ရှိုးဗျာ COC စိတ်ဘာညာလုံးဝမရှိဘူးအင်ဂျင်ပါကင်မှာအင်ဂျင်ဖွင့်နိုင်ပြတယ်လုံးဝမရှိပါဘူးဒါကြည့်လိုက်တဲ့ဆရာကြီးသိပါတယ်ဗျာနော်โอเคဒီဘိန်းလေးရှိမှာဗျာကျန်တဲ့ဘိန်းလေးလည်းရှိဦးမယ်เนาะဘာရှန်လေးလည်းရှိဦးမယ်လိုင်စင်ဘိန်းလေးတွေဒီအောင်လေးလည်းရှိမယ်ဒီဘိန်းလေးတွေကိုစိတ်ဝင်စားလို့ဆက်သွယ်မှာလို့ပါကျွန်တော်ဖုန်းနံပါတ်399693 886696တွေကိုဝယ်ဆုံးသွင်းမင်းအပိနေပါတယ်ဗျဘိန်းရှယ်လေးဗျာเนาะဘိန်းရှယ်လေးတွေဘယ်အကျွတ်ကလေးတွေကြီးပဲကျေးဇူးပါ